那么像美工，咱们美工的那里面那呢，美工的现在看了里面，对为家里的皮了的，咱们他妈的阿不老高么嘞，说哪里有朋友上进没？他妈碰碰皮啊！那那个属于多少不对嘞？妈一家有把皮啊！咱们几来呀的啦？几把皮啊！咱们一家就。ထက်တာအောင်တမာရီအားကောင်းမှဒီနေ့ချက်ပေါ့မိကုံပေါက် တင်ပါဗျာ ဘုံဘလင်းပြောရင်ဘုံဘုံတို့စုငွေတွေပြီးလာ3နှစ်သက်တိုက်ရှိပြီအဖွဲပန်းနာငွေလေးလောက်ဖြစ်နေပြီဒါတော့မှအလူရှင်တွေက12သိန်း12သိန်း12သိန်းပန်ပိုးပေးလို့နော်တမီးကိုစုအများကြီးချနိုင်တာနော်ဘုန်းကြီးရဲ့တာဝန်ဒီမိကုံနေမေးရတယ်မိကုံ10စင်လုံးပြည့်အောင်မေးရတယ်ကိုကျော်သွင်းကလည်းပဲဆုံးဖြတ်ပေးရတယ်အခမ်းအနားမှုတွေကလည်းပဲဝန်ရံပေးရတယ်တမီးဘက်ပါတာ2ယောက်ပဲရှိတယ်နိုင်မြဖြိုးတဲ့နဲ့မကန်တော်ဝင်နော်တမီးအဖြစ်မသိရင်တမီးသူတို့ကိုမေးချင်းမေးလို့ရတယ်ယုံချင်းလဲယုံလို့ရတယ်မပူနဲ့အသေးမမတွေနော်တမီးစုမရလဲသူတို့ကြီးလိုက်တောင်းနောက်ထပ်မေကွန်နံပါတ်6မေကွန်စတင်ခြင်းပါတယ်ပြောတော်လင်းတင်ပါဗျာဆက်ဖွဲ့တွေစနေဖြစ်လို့ရှိရင်နံပါတ်6မေကွန်စပါမယ်ဓမ္မသဘင်အခမ်းအနားကြီးပြီး၍ဖြစ်စေကုသိုလ်ဒါနပြုပြီးချိန်ကဖြစ်စေအဆိုပါပြုသမျှကုသလအဖို့ပံကတော့ကိုနတ်ဒေဝတာမအစခတ်သိန်းသောတတ္တဝါတို့အားအမြလို့ပေးဝေကြဖို့ယဟန်တော်တို့အားမြတ်စွာဘုရားရှင်မိန့်မာချက်သည်မိသူဤတောင်းဆိုချက်ကြောင့်ဖြစ်ပါသနည်းတမီးအဖြေလေးမျိုးပြပါမယ်ပြပြလို့ရှိရင်တမီးအဲ့ဖြေလေးမျိုးကိုကြည့်ပြီးတော့စဉ်းစားခြင်းစက္ကန့်30စတင်ပြီးစီလိုပါတယ်တို့တနင်းတကြားမေးမှာဗျာဘီပါရတမီနတ်တို့တနင်းတကြားမေးမှာဗျာနတ်တို့တနင်းတကြားမင်းတင်ပါဗျာတမီးကဟိုလေတိုင်းရင်သူလားဗမာလားဗမာပါဗျာဗမာရှမ်းပြည်မှာနေတော့ရှမ်းတန်ပေါက်သွားတာရှမ်းစကားပြောတတ်လားပြောတတ်ပါမပြောတတ်ဘူးနော်ရှမ်းကတင်ထားအောင်နော်ဒီမှာဖုံဖုံပြဘီနတ်တို့တနေတကြားမင်းအမြဝေဖို့အတွက်မြတ်စွာဘုရားရှင်ကိုတောင်းဆိုတာဘာလို့လဲနတ်တို့တနေတကြားမင်းပါဗျာကိုကြတလင်းဒီမှာဗျာဒီဖြေတွေကိုလည်းမြန်စပြလိုက်ပါဒီမှာဗျာစုချင်းငွေကျပ်8သိန်းတန်မေကွန်ဖြစ်ပါတယ်ဓမ္မသဘင်ခန္ဓာကြီးပြီး၍ဖြစ်စေကုသိုလ်ဒါနပြုပြီးချိန်ကာဖြစ်စေအဆိုပါပြုသမျှကုသလအဖို့ပါကတို့ကိုနတ်ဒေဝတာမစခတ်သိမ်းသောတတ္တဝါတို့အားအမြပေးဝေကြဖို့ရန်ယဟန်တော်တို့အားမြတ်စွာဘုရားရှင်မိန့်မာချက်သည်မိသူဤတောင်းဆိုလျှောက်ထားချက်ကြောင့်ဖြစ်ပါသည်ဆိုတဲ့မိကွန်းကိုသမီးလေးကဘီနတ်တို့တနင်းတရားမင်းလို့ဖြေဆိုထားပါတယ်စုချင်းငွေ8သိန်းနဲ့မေကွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာမေကွန်းလည်းပဲတော်တက်လာပြီဘုံကအဖြေမှန်ကိုမကြည့်ရဲဘူးနော်မကြည့်ရဲဘူးဆိုတာနှလုံးရောဂါရှိလို့မကြည့်တာနော်သမီးအတွက်ပရိသတ်ထဲမှာအားပေးနေတဲ့ပရိသတ်တွေထဲမှာဘုံတို့ရဲ့နောင်တော်ကြီးများအများကြီးပါပါတယ်ရှမ်းပြည်ကနေပြီးတော့လာပြီးတော့အားပေးတဲ့ဘကအကြောင်းဥက္ကဋ္ဌတွေလည်းပါပါတယ်ဒီမှာဖုံဖုံပြဒါဘုန်းကြီးမေတော်ပါဘုန်းကြီးရဲ့အမေအသက်82နှစ်ရှိပါပြီတန်မာတော့ပဲအမေဆုချဖို့လားဘုန်းကြီးဆုချရလားခလေးဆုချရလားခလေးဆုချရအောင်ရှင်းအောင်ပြောပါမေတော်ကြီးနော်ရှင်းအောင်ပြောဘုဥက္ကဋ္ဌဆရာတော်ကြီးမေတော်ကြီးဖြစ်ပါတယ်တွေ့လိုက်တော့နောက်လိုက်တော့လက်ငင်းဆုချတာအမေတယောက်ပဲရှိတယ်
ဘန္နာယီမွေးမြပတ်စံများစင်းမှတ်ထားစီလိုပါတယ်နော်ဘုန်းကြီးပြောတဲ့စင်းကိုအခြားစာနဲ့လာတဲ့စင်းတွေကိုဒီနှစ်တော့ဘုန်းကြီးကအာမမခံပါဘူးနော်သမီးအာမမခံဘုန်းပြီးခဲ့တဲ့နှစ်ကအာမခံထားတာနှလုံးရောင်းကရတယ်နော်ဘန္နာယီမွေးမြစင်းမှတ်ပါရုံးကလည်းကုမှတ်ပေးပါဖတ်တဲ့စင်းတွေအားလုံးကိုဒီကောကွန်ပျူတာအစင်းသဖြင့်စတင်ကြပါတယ်ဒီမေကွန်းကစပြီးတော့ဘုန်းကြီးတို့တေချာသတိထားပြီးတော့ကျွန်တော်တို့မေးရပါမယ် တင်ပါဗျာ ဘုန်းကြီးတို့စကားအပေါ်တန်ပြောလို့မရတော့ပါဘူးအန်ဒီရရှိပါတယ်မှားလို့ရှိရင်နော် တင်ပါဗျာ စပါမယ်ဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားတနည်းအားဖြင့်ဆရာတကားဆရာပေါ့ဗျာနှစ်ဦးသားပူးပေါင်းစီစဉ်ပြီးတော့ရှင်လူအများဓမ္မတန်ဝင်ကရရှိစေနိုင်ရန်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးသည်မြည်သူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသနည်းတမိရှိစကရမအဖြစ်ပေါ်ပြီလား ပေါ်ပါပြီဖေ အဖြစ်လေးမျိုးကိုကြည့်ပါကြည့်ပြီနော် တင်ပါဖေ မေးပါမယ်တမိ play or stay ဖလီပါဖေ ဆက်ဖြေမလားရက်နေမလား ဆက်ချီပါမယ်ဖေ တမိဆက်ဖြေလို့မှားရင်ငွေတစ်ပြားမှမရတော့ဘူးရက်နေမယ်ဆိုလို့ရှိရင်စုငွေသိန်း600နဲ့ဘယ်လောက်လဲသိန်း600ကျော်ရမယ်653သိန်းရတမိစဉ်းစားသိချာအချိန်စက္ကန့်မှမသိဘူးဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်တို့များဓမ္မတန်ဝန်ကရရှိစေနိုင်ဖို့အတွက်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးကဘုရားလက်ထက်မှာဖြစ်ခဲ့ပါတယ်မိသူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါတဲ့တမိအဖြေလေးမျိုးတွေ့တယ်နော် တွေ့ပါရဲ့ဖေ အကယ်၍ဘုံဘုံတမိက play ဆိုလို့ဆက် play လိုက်ပြီဆိုလို့ရှိရင်စက္ကန့်30ပဲအချိန်ရမယ် ဖုန်းဖုန်းဖေ play or stay ဆက်ချီပါမယ်ဖေ စက္ကန့်30စတင်ပါပြီစီတီရီမှာပြည့်တန်စာပါဖေ သမီးမဖြေခင်စဉ်းစားနော် တင်ပါဖုန်းဖုန်းဖေ သမီးလွတ်သွားတဲ့အဖြေကဘုံဘုံပြောင်းလို့မရဘူးနော် တင်ပါဖုန်းဖုန်းဖေ ဘုံဘုံကအဖြေမှန်ဖြေပါဆိုတော့မှဖြေရမယ်နော် တင်ပါဖုန်းဖု အခု န်း သမီး ဖေ ပြောသွားတဲ့အဖြေမှန်တော့ပြဘုံဘုံတို့အတီးရမလားခွင့်လို့ပေးရမလား အတီယူပေးပါဖေ စီ တီရီမှာပြည့်တန်စာပါဖေ တတိမပြစားကိုရင်ဘာကိစ္စလဲ ရှုချတာပါဗျာ တာဒုအေးချမ်းသာပါစေချမ်းသာပါစေငါ့ကိုစူးချတာနော်ဟုတ်တယ်နော် တင်ပါဗျာ သိကြလားဘယ်ဘက်လက်ပြသိကြလား တွေ့ကြပါတယ်ဗျာ တပည့်တော်စူးချတာလားစူးရှင်ကိုစူးချတာလားပြပြသားပြောအာမနာနဲ့ဘုံဘုံစူးချတာလားဟိုပထမစူးရှင်စူးချတာလား ပထမဆုရှင်ပါဗျာ မချစ်တော့လေယောဒီဘောင်ဘယ်လိုအဖြေမှန်မှန်စစ်ပေးရအောင်မယ်အဖြေမှန်မှန်စူးချမယ်မိုင်းရစမချအောင်ရဘယ်လောက်လဲ6သိန်း10သိန်းမပြည့်ဘူးကိုရင်လေးအသက်ရှိပါသေးကျမ်းမာပါသေးပုံကြည့်ပါသေးတိုးတက်ပါစေနောက်တစ်မိနစ်ဆူတောင်းပေးလိုက်နော် တင်ပါဖုန်းဖုန်းဖေ ရပြီကျေးဇူးပါနော်မှန်ပါပြီမပေးဘူးနော်ခဏနေမသွားနဲ့မင်းဖြည့်ကြည့်စမ်းကွာကာကြီး A B C D A အမ်ဘာပါဠိပြည့်စာ B တာမာဝရီပြည့်စာ C တိတိမှာပြည့်စာနဲ့ကာကြီးD တာလာဝရီပြည့်စာအဖြေပါဖြစ်မလားသူကဖြေတာ C
စီတဲ့ဒီဒီမှာပြည့်တယ်ဆိုတာကိုပြောပြမှန်လား မှန်ပါလေဗျ ကိုကျော်တော်လင်း တင်ပါဗျာ ကိုရင်းလေးနဲ့ရှင်ပြီးအဖြစ်စစ်ပြလိုက်မှန်မှန်ကြည့်အောင်နော် တင်ပါဗျာပါရမီရှင်ကိုရင်လေးတော့မရှင်ဝတ်ပါဘူးဗျာဒီနေ့ပြင်ပွဲရတကယ်ထူးခြားပါတယ်အဲ့တော့ထူးခြားသောပုဂ္ဂိုလ်များနဲ့တွေ့ဆုံဖူးမြော်ခွင့်ရတဲ့ဒီရသမချင်းဖြစ်ပါတယ်ဝိနာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေကွန်ဖျားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်လူအများဓမ္မတန်ဝေကရရှိစေနိုင်ရန်စီမံဆောင်ရွက်တဲ့အာတုဘာရှုအခမ်းအနားကြီးသည်မြည်သူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသည်။အဖြေကိုသမီးလေးကစီသီရိမာပြည်တစားလို့ဖြေဆိုထားပါတယ်။ဝိနာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေခွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ6သိန်းကိုပေါ့ဝင်ကြွပြီးစုချလိုက် သမီးလေးလက်ခံပေးပါရှေးလေးကိုကြွပြီးတော့လက်ကုပ်ဩဘာသများနဲ့ဂုဏ်ပြုပေးပါအောင်ခင်ဗျာမေတ္တာတွေဆုရှပါတယ်နိုင်ငံကျော်ဆွဲထက်စိန်ရွှေရတနာဆိုင်ကတမီးချက်ပေါ့မေကွန်ပေါက်သွားပြီဆိုလို့ရှိရင်တဲ့တကူလုံးကိုရွှေတစင်စာချီးမြင့်ကျင်တော်ညာလဲပဲ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 လက်တလောတည်ကြတဲ့ဆရာဝန်အဖြစ်စုငွေ10သိန်းထပ်တိုးချီးမြင့်ပါတယ်စုစုပေါင်း320ဇွဲထက်တင်ပါဖုန်းဖေ။ နံပါတ်9မေကွန်းဖြေနိုင်ပြီဆိုလို့ရှိရင်စုငွေ360အဲ့ဒီမေကွန်းကိုပြိသက်အနောက်ရှက်လုံးဝမပါဘဲနဲ့ဖြေနိုင်ပြီဆိုလို့ရှိရင်ဘုံဘုံကဘယ်လောက်လဲ350 ဘုံဘုံကချီးမြှင့်တာမဟုတ်ဘူးကမ္ဘောဇာမှာအုပ်စုတီထောင်သူနာယကကြီးဦးအောင်ကိုင်းကမိသားစုကချီးမြှင့်တာသမီးကိုအထူးကအားပေးနေတယ်နော်ဘုံဘုံလည်းအားတက်တယ်နံပါတ်9မေကွန်းမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်ပြီးနောက်တန်ခါအားလုံးကဆေးပေါ်ကြောပတ်မလုပ်ဖဲနဲ့ပယ်စွန့်ပစ်ထားခြင်းဟုအတိတ်ပဲရောက်သောအပြစ်ပေးနည်းတစ်ခုဖြစ်သည့်ဗျမဒံပေးခံရတဲ့ယဟန်ဟာဘယ်သူပါလဲသမီး play or stay ဆက်စီပါမယ်ဖေ။ သမီးနံပါတ်9မေကွန်းရောက်နေပြီနော် တင်ပါဖုန်းဖေ။ ဒါပြီးနောက်ထပ်မေကွန်းဘယ်တစ်ခုကြံမလဲ တစ်ခုပါဖေ။ နောက်ထပ်တစ်ခုကြံသည်ဖြစ်စေနှစ်ခုကြံသည်ဖြစ်စေအဖြေမှားသွားရင်တပြားမှမရဘူးနော် တင်ပါဖေ။ အဖြေမှန်လို့ရှိရင်စုတွေအားလုံးဖုန်းပေးလိုက် တင်ပါဖုန်းဖေ။ ဟုတ်ပြီနော်မေကွန်းမေးတဲ့ဆရာတော်ရဲ့တန်ရုပ်ဆရာတော်ရဲ့လိုလည်းပဲစုချလို့ရှိရင်လက်ခံပါတယ်ဆိုတော့ထည့်ပြောပါတယ်နော်တခါကြီးကမ္ဘောဇာမှာအုပ်စုဒီတော်သူနိုင်ကကြီးဦးအောင်ကိုဝင်လည်းကြားမယ်ထင်ပါတယ်နော်လူချင်းလို့ပြောတာမဟုတ်ပါဘူးဘုန်းကြီးတို့ကမရလို့ပြောတာပါနံပါတ်9မေကွန်းမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်ပြီးနောက်တန်ခါအားလုံးကဆေးပေါ်ကြောပတ်မလုပ်ဖဲနဲ့ပယ်စွန့်ထားခြင်းဟုအတိတ်ပဲတက်ရောက်သောအပြစ်ပေးနည်းတစ်ခုဖြစ်သည့်ဗျမဒံပေးခံရတဲ့ယဟန်ဟာဘယ်သူလဲတဲ့သမီးစဉ်းစားချိန်စက္ကန့်30စတင်ပေးပါသမီးစဉ်းစားချိန်ပေးတာတော့မဖြေနဲ့နော် တင်ပါဖုန်းဖေ။ စီ
ဆန်နာပါဗျာ သမီးမလောနဲ့သမီးမလောနဲ့ တင်ပါဗျာ သမီးဘုံဘုံအဖြေမဖြေခိုင်းသေးဘူး တင်ပါဗျာ A အရှင်ဒေဝရတ် B အရှင်သူနဲ့ခတ္တ C အရှင်စန္ဒနဲ့ D အရှင်ဥပါလိsorry မလို့အရှင်ဥဒါယီ တင်ပါဗျာ အရှင်ဒေဝရတ်အရှင်သူနဲ့ခတ္တအရှင်စန္ဒနဲ့အရှင်ဥဒါယီသမီးနံပါတ်9မိကုန်းရောက်နေပြီဘုံဘုံအချိန်မီတားတယ်နော် တင်ပါဗျာ သမီးဒီနေရာမှာစဉ်းစားလို့ရမယ် chance တစ်ခုပေးမယ် တင်ပါဘုံ ဒီကုနာဖြေထားဖို့ဘုံအတီးယူမထားဘူးနော် တင်ပါဗျာ အခုစုံဝတ်360တန်မိကုန်း တင်ပါဗျာ သမီးဆက်ဖြေမလားရက်နေမလား ဆက်ဖြေပါမယ်ဗျာ ရက်နေမယ်ဆိုလို့ရှိရင်သမီးစုံငွေတဝက်330ရှင်းပြလိုက်မယ်ခုနကစုံငွေ200ကျော်လား240ကျော်ရှိတယ်ခုနက350တိုးသွားပြီလား290ကျော်သိကြပြီနော် တိကျပါဗျာ ကာကြီးA အရှင်ဒေဝရတ် B အရှင်သူနဲ့ခတ္တ C အရှင်စန္ဒနဲ့ D အရှင်ဥဒါယီသမီးအဖြေရွေးပေးပါ စီအရှင်ဆန်နာပါဗျာ အဖြေမှတ်ထားပေးပါ C အရှင်စန္ဒသမီးအဖြေက C အရှင်စန္ဒလို့ရွေးထားတယ် တင်ပါဗျာ မြတ်စွာဘုရားပြိဋိဘံဆန္ဒနာမူပြီးနောက်တန်ခါအားလုံးကဆေးပေါ်ကြောဘက်မလုပ်တဲ့ပယ်စွန့်ပစ်ထားခြင်းဟုအတိပ္ပယ်တက်ရောက်တဲ့အပြစ်ပေးနည်းတစ်ခုဖြစ်တဲ့ပြမတန်ပြီးခံရတဲ့ယဟန်ဟာဘယ်သူလဲဆိုတဲ့မိကုံကိုသမီးကစီအရှင်စန္ဒ တင်ပါဗျာ ကြည့်တော့လင်း တင်ပါဗျာ အဖြေမှန်မှန်စစ်ပြီးစီလိုပါတယ် တင်ပါဗျာမိဂွန်စေစင်နေကနံပါတ်9မိဂွန်စုချင်းငွေ360တန်မိဂွန်ဖြစ်ပါတယ်ဒီမိဂွန်ဖြည့်ဆိုအောင်မြင်သွားရင်စုချင်းငွေ360နဲ့အတူစောစောကသမီးလေးကိုချီးမြှင့်ထားတဲ့စုချင်းငွေ400နီးပါးထိဖြစ်သွားပါတယ်မိဂွန်လေးကမြတ်စွာဘုရားရှင်ပြိဋိဘံဆံလွန်ပြီးနောက်ပိုင်းတန်ခါအားလုံးကဆေးပေါ်ကြောဘက်မလုတ်ဖဲနဲ့ပယ်စွန့်ပစ်ထားခြင်းလို့အဓိပ္ပာယ်တက်ရောက်တဲ့အပြစ်ပေးနည်းတစ်ခုဖြစ်တဲ့ဗြဟ္မဒံပေးခံခဲ့ရတဲ့ယဟန်ဟာမြည်သူဖြစ်ပါသနည်းဆိုတဲ့မိဂွန်းကိုသမီးလေးကစီအရှင်စန္ဒလို့ဖြေဆိုထားပါတယ်မိဂွန်း10စင်တွေက9စင်မြောက်မိဂွန်းဖြစ်ပါတယ်မှန်သွားရင်360လေးရပါမယ်ဂုံပြူချီးမြှင့်ထားတဲ့စုချင်းငွေ400ကျော်လေးရပါမယ်စုချင်းငွေချက်360တဲ့မိဂွန်းအဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာမောက်မိဖုရားဖြစ်ချင်စိတ်အားကြီးခဲ့မိ၍မိမိအားပြင်းမာစော်ကားရံပြုလာသောတိတိမာထံဥတ္တရာဥပတက္ကမဖြန့်ကျက်ဝင်စား၍ထားရသောမေတ္တာအပနာဇံသည်တဲ့မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းသမီးနာမည်မိတ်ဆက်ပေးပါအောင်ဘယ်လိုခေါ်လဲမေးသွားလို့ အိမ်ချစ်တူပါဗျာ အိမ် ချစ်တူပါဗျာ အိမ်ချစ်သူ တင်ပါဗျာ သမီးအိမ်ချစ်သူရှမ်းပြည်နယ်ကိုစားပြုရှမ်းပြည်နယ်တပြည်လုံးရဲ့ကိုစားပြု တင်ပါဗျာ ဒီကနေ့တေရသမအကြီးမြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆောင်တဲ့ဘုရားရှင်ဖြစ်ဆိုပူဇော်ပွဲကြီးမှာတနိုင်ငံလုံးပထမဆုရရှိလို့အခု live ကနေပြီးတော့ရှမ်းပြည်နယ်ပြည်သူတွေအားပေးနေကြတယ်နော် တင်ပါဖုန်းဗျာ ကမ္ဘာသမနာယကကြီးဦးအောင်ကိုဝင်းကြည့်နေတဲ့ live ကနေပြီးတော့အင်တာနက်ပြတ်မသွားအောင်လည်းပဲမေတ္တာပို့ပေးစီလိုပါတယ်နော်
ခုနကချင်းမြင့်တဲ့စုငွေတွေနဲ့30 300ကျော်နဲ့သမီးသိန်း60နဲ့နှစ်ခုပေါင်းလို့ရှိရင်သိန်း360ကျော်ရပြီဒါဟာအဖြေနောက်တစ်ခုမှားတာမှန်တာနဲ့မဆိုင်ဘူးနော် တင်ပါဗျာ သမီးဆက်ဖြေမလားရက်နေမလားနံပါတ်30မျိုးကို ဆက်ဖြေပါမယ်ဗျာ နောက်ထပ်မျိုးကိုနံပါတ်30စပါပြီမောက်မိဖုရားဖြစ်ချင်စိတ်အားကြီးခဲ့မိ၍မိမိအားပြင်းမာစော်ကားရံပြုလာသောတိတိမာထံဥတ္တရာဥပတက္ကမဖြန့်ကျက်ဝင်စား၍ထားရသောမေတ္တာအပ္ပနာဇံသည်တဲ့မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းအဖြေမပြသေးဘူးအဖြေမပြသေးဘူးသမီးတို့ထပ်ပြီးတော့မေးအောင်မယ်မောက်မိဖုရားဖြစ်ရှင်စိတ်အားကြီးခဲ့မိ၍တနည်းအားဖြင့်စနိုက်ကြော်တဲ့ဇာတ်လမ်းနေမှာပေါ့နော်ဟုတ်ရဲ့လားပြိတ္တကြီးမိမိအားပြင်းမာစော်ကားရံပြုလာသောတိရိမာထံဥတ္တရာဥပတက္ကမဖြန့်ကျက်ဝင်စား၍ထားရသောမေတ္တာအပ္ပနာဇံသည်မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းသမီးမေးခွန်းမြင်ရလားသမီး ရပါဗျာ သမီးဒီညမှာရက်နေမယ်ဆိုလို့ရှိရင်ဘုံခွင့်ပြုမယ်အပိုစုငွေတွေအားလုံးရမယ်သိန်း60လည်းရမယ်သိန်း400နီးပါပေါ့နော်400နီးပါ900နီးပါရကဲသမီးဆက်ဖြေလို့ရှိရင်ခုနကအားလုံးစုပြီးတော့ချတဲ့စုပေါင်းစုချတဲ့ငွေတွေရောအဲ့ဒီငွေတွေမှာအမောင့်လုံနေပြီဆိုလို့ရှိရင်ကမ္ဘောဇမန်အုပ်စုတီတော်သူနာယကကြီးဦးအောင်ကိုဝင်းနဲ့ဇနီးက1000ပြည့်အောင်စုချရှမ်းပြည်နယ်ကိုစားပြုဆိုတော့ခကြီးကစပယ်ရှယ်ကိုအားပေးနေတယ်နော်သမီးဆက်ဖြေမလားရက်နေမလား ဆက်ဖြေပါမယ်ဗျာ အဖြေလေးမျိုးပြပေးလိုက်ပါA မေတ္တာဘာဝနာ B ကရုဏာဘာဝနာ C မုဒိတာဘာဝနာနဲ့ D ဥပိ္ပခာဘာဝနာတမီစဉ်းစားဖြစ်ဆိုခြင်းစက္ကန့်30စမှတ်ပါအေးမေတ္တာဘာဝနာပါဗျာ တေးကြလား သိချပါရဲ့ဗျာ သမီးကိုမေးတာမဟုတ်ဘူးပြိတ္တတွေမေးတာတေးကြလားဒီဘုန်းကြီးတော်တော်အပေါက်ဆိုးတယ်လို့ထင်ကောင်းထင်လိမ့်မယ်တေးကြလားပြန်ပြောဘယ်ပြည်နယ်ကိုစားပြုလဲ ရှမ်းပြည်နယ်ပါဗျာ သမီးစဉ်းစားကြည့်အောင်သမီးလောကကြီးမှာစနိုက်ကြော်တဲ့မိန်းမတွေကိုမေတ္တာထားဖို့လွယ်ပါမလားလွယ်လားပြိတ္တကြီးလွယ်လားကျေးဇူးတင်ပါတယ်တော်ပါပြီမေကွန်း10ဆင့်မအိမ်ချစ်သူမြန်မာနိုင်ငံလုံးဆိုင်ရာသုတ္တဆုံတဲ့ဘုန်းတော်ဖြစ်ဆိုပူဇော်ဝကြီးရဲ့73ကြိမ်မြောက်တနိုင်ငံလုံးပထမဆုရှင် Play of State ဆုငွေ10ဆင့်နောက်ဆုံးမေကွန်းမောက်မီဗျာဖြစ်ခြင်းစိတ်အားကြီးခဲ့မိ၍မိမိအားပြင်းမာစော်ကားရံပြုလာသောတိတိမာထံဥတ္တရာဥပတက္ကမဖြန့်ကျက်ဝင်စား၍ထားအပ်သောမေတ္တာအပ္ပနာဇံသည်မိသည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းဆိုတဲ့မေကွန်းကိုသမီးကအေမေတ္တာဘာဝနာလို့ဖြေထားတယ်
ကိုရတော်လင်းအဖြေမှန်စစ်ပြလိုက်ပါ တင်ပါဗျာဒေရသမအကျိမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲအလေတန်းဗဟိုအဆင့်ဝင်းနာဆုရှင်သမီးလေးရှမ်းပြည်နယ်ကိုစားပြုအိမ်ချစ်သူရဲ့ပလေးအော်စတေးရက်နေမလားဆက်ဖြေမလားဆိုတဲ့စုချင်းငွေရွေးချယ်ခြင်းအစီအစဉ်နောက်ဆုံးအဆင့်မေကောဒီမေကုံးကိုသာမှန်သွားခဲ့ရင်သမီးလေးဟာကျွန်တော်တို့တောက်လျှောက်ကြီးညာခဲ့တဲ့ထတ်တိုးချီးမြှင့်ဂုဏ်ပြုငွေများနဲ့အတူကျွန်တော်တို့ကြီးညာထားခဲ့တဲ့စုကြီးသိန်း900အပါအခြေခံရရှိမဲ့10သိန်းအပေါင်းကမောဇဘန်တီထောင်သူနာယကာကြီးမိသားစုကထပ်ပြီးချီးမြှင့်မဲ့သိန်း1000ကိုရရှိမှာဖြစ်ပါတယ်ဒီမိကုံမှားခဲ့ရင်တော့အခြေခံစုချင်းငွေ10သိန်းအလူရှင်များဂုဏ်ပြုချီးမြှင့်တဲ့စုချင်းငွေသိန်း400ကျော်နဲ့သမီးရရှိမဲ့စုချင်းငွေဟာသိန်း900ဝန်းကျင်ပဲဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့စုချင်းငွေကိုကြည့်ရင်2ဆလို့တွက်လို့ရပါတယ်မောင်မီဗျာဖြစ်ခြင်းစိတ်အားကြီးခဲ့မိ၍မိမိအားပြင်းမစော်ကားရံပြုလာသောသီရိမာထံဥတ္တရဥပါတိကာမဖြန့်ကျက်ဝင်စား၍ထားအပ်သောမေတ္တာအပနာဇံသည်မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသည်နည်းဆိုတဲ့နောက်ဆုံးချက်ပေါ်မေကုန်းကိုသမီးလေးကအေမေတ္တာဘာဝနာလို့ဖြေဆိုထားပါတယ်ချမ်းပြည်နယ်ကိုစားပြုဝေနာဆုရှင်သမီးငယ်လေးအိမ်ချစ်သူရဲ့စုချင်းငွေအားလုံးစုစုပေါင်းသိန်း1000အထိရရှိမဲ့နောက်ဆုံးချက်ပေါ်မေကောအပြေမန်ကတော့မမရခင်ဗျာသမီးလေးဂုဏ်ပြုစုချီးမြှင့်ပွဲသိန်း1000ရရှိသွားပါပြီခင်ဗျာ